တားကိုထမင်းနဲ့နောက်ကျွေးပါလားဟဲ့ဘာလို့ကျွေးရမှာလဲလောက်ပါတော်လေးတားထမင်းစားနေတော့ပါအမလီဟဲ့အစင်မပြေပါဘူးဆိုရင်နောက်တစ်မျိုးကို့အိမ်မှာကိုပြန်စားကြပါလားဟဲ့တော်လေးတားမနေစရာမရှိဘူးတော်လေးရဲ့အမလီညီတို့တောင်းစားသူရလေဒီတိုင်းပြောနေကြမဟုတ်လားနင်းမိပါလည်းမရှိတော့ဘူးလားဟုတ်တော်လေးတားမိပါလည်းမရှိတော့ဟဲ့ကောင်လေးငါနေ့အလကားမကျွေးနိုင်ဘူးဟဲ့အော်အဲ့ဒါဆိုရင်တော်လေးဆိုအလုပ်ပေးလုပ်ပါလားအေးအဲ့ဒါဆိုလည်းပြီးရောအိမ်လိုက်ခဲ့ဘလို့ဟာလည်းမသိပါဘူးဈေးရောက်မကောင်းနေကြတဲ့ကမေမေဘသူခေါ်လာလဲမဟုတ်ပါဘူးတားရဲ့လမ်းမြက်ကလေးပါစားကြလည်းမရှိဘူးနေကြလည်းမရှိတော့မြားသူတနာလို့ခေါ်လာတာမမေရလည်းဘာလို့လမ်းမြက်ကလေးခေါ်လာလဲတားမကြိုက်ဘူးနော်အော်တားရဲ့ तू ကလေမေရစ်မှာလေအလုပ်လုပ်ချင်တာတဲ့အော်မမေရလည်းအဲ့ဒီကလေးအချင်းဆိုင်တာမသိပါဘာလို့ခေါ်လာလဲအော်တားကလေးလိမ်မမယ်ထင်ပါတယ်မေမေအရင်ပစ္စည်းပြောင်းတော့အဲ့ဒီကောင်မဲနော်အေးပါမမေသူကြည့်ထားလိုက်မယ်နော်ဟဲ့ကောင်လေဗျာဒေါ်လေးသားခိုင်းနိုင်ရှိလို့လားအေးဟုတ်တယ်အနောက်မှာလည်းအဝတ်ဆိုင်ပေးနေလို့သွားရှော့ပြပါအောင်နော်အာဟုတ်တော်လေးဟုတ်ဟဲ့ဟိုကောင်လေဗျာဒေါ်လေးမဖြစ်တာလဲဟဲ့ဘာဖြစ်ရမှာလဲငါခုံပေါ်တဲ့ပတ်ဆိုင်မရှိရောဘူးဒေါ်လေးတားမသိဘူးနော်တားမယူဘူးနော်ဒေါ်လေးဟဲ့ကောင်လေဒီအိမ်မှာငါသားနဲ့နေမဲရှိရလေနေမဲယူမှာပေါ့ဒေါ်လေးတားမခိုးဘူးနော်တားအဲ့လိုအချင်းမရှိဘူးဒေါ်လေးရဲ့ဟဲ့ကောင်လေနင်ကမလိန်စားနဲ့ဒီအိမ်မှာနေမဲရှိရဲ့နေမဲခိုးမှာဒေါ်လေးဟိုကိုလည်းမကြည့်ပါအောင်ဟဲ့နင်ကငါသားအပြစ်ပုံချမလားမဟုတ်ပါဘူးဒေါ်လေးကလည်းဒေါ်လေးသားယူများယူသေးလားလို့မကြည့်ပါအောင်အေးငါမင်းကြည့်မယ်တကယ်လို့မဟုတ်ရင်ဒီအိမ်ကဆင်းသွားရမယ်ကြားလားဟုတ်ဒေါ်လေးသားဆင်းပါမယ်တားရေတားဗျာမမေဘာဖြစ်တာလဲတားရေမမေခုံမော်တင်တဲ့ပတ်ဆိုင်မရှိတော့ဘူးဟာဟုတ်လားမမေရဲ့တားမေပြောတာပဲအဲ့ဒီကောင်တော့မခေါ်ပါနဲ့လို့အေးဟုတ်တယ်တားမမေလည်းသူ့နေွားကြီးတော့မယူပါဘူးတဲ့မပြောနေရဲ့ဟဲ့အောင်မင်းဘာလို့ငါမင်းပတ်ဆိုင်ကိုခိုးရလဲအခုကျွန်တော်တကယ်မသိဘူးနော်ကျွန်တော်မခိုးပါဘူးကိုရဲ့ငါတော့မှဒဇင်းဆိုလည်းမင်းမရှိရလေမင်းမခိုးလို့ဘာသူခိုးမှလဲအကူကလည်းတက်တင်မရှိမနဲ့အဲ့လိုမဆွဆွဲပါနဲ့အမေတွေ့လားတားတို့ပြန်ပြောနေအမိသားပြောတယ်မခေါ်ပါနဲ့လို့အေးဟုတ်တယ်ဒါမမေလည်းသူ့ခေါ်မှားဝိုင်းလားမသိဘူးဒေါ်လေးတို့ထင်တယ်လို့မဟုတ်ပါဘူးဒေါ်လေးတို့ဂရင်အောက်တစ်ခုံမော်ပြန်ရှာကြည့်ပါအောင်မမေအောက်ဒီမှာရှာဝိုင်းလားအောက်မှာတော့မရှာသေးဘူးသားရေအော်ဟဲ့ကောင်လေငါလေနင့်ကိုလည်းပြေကမထားနိုင်တော့သွားတော့ဒေါ်လေးအဲ့လိုမလုပ်ပါနဲ့ခေါင်းမှာလည်းပြန်ရှာကြည့်ပါအောင်ဟဲ့ကောင်လေငါနဲ့ပြောနေတယ်နင်မကြောက်လားဒေါ်လေးအခွင့်အရေးတစ်ခါလောက်ပေးပါအောင်ဟဲ့သွားတော့လေဟုတ်ဒေါ်လေးဟုတ်